တင်ကအဦးသီးသောအသီးဖြစ်တယ်။ဘာအဖြစ်လဲဆိုတော့ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းအဖြစ်တစ်ကောခန်းကြီး15အငယ်20ကိုဖတ်ကြည့်အောင်ယခုမူကားခရစ်တော်သည်သေခြင်းမှထမြောက်တော်မူ၍အိပ်ပျော်သောသူတို့တွင်အဦးသီးသောအသီးဖြစ်တော်မူတယ်။သူကအဦးသီးအနေနဲ့ထမြောက်တယ်။ဆိုတော့ခါနန်ပြည်မှာအဦးသီး2မျိုးရှိတယ်။တရားဟောရာ8အငယ်8မှာခါနန်ပြည်မှာအစားအသောက်9မျိုးရှိတယ်တဲ့ကျမ်းစာထဲမှာရေးထားတယ်။အဲ့ဒါဘာလဲဆိုတော့ဂျုံမုယောစပစ်ပင်တင်မောတဖန်းပင်တလဲပင်တန်လွင်ပင်ပြားရည်အဲ့ဒါခါနန်ပြည်ရဲ့အစားအစာ9မျိုးဖြစ်တယ်။အဲ့ဒီထဲမှာအဦးဆုံးသောသီးတဲ့အသီးကဂျုံပြီးတော့မုယောဖြစ်တယ်။ခရစ်တော်ရဲ့အသီးခံခြင်းကဘာလဲသလားအဦးသီးနဲ့လှုပ်ထားတဲ့ဂျုံမုတ်ကိုဖဲ့လိုက်ခြင်းဖြစ်တယ်ပြီးတော့ယေရှုခရစ်တော်လူ4000ကိုမုတ်9လုံးနဲ့ကျွေးတယ်အဲ့ဒါဘာမုတ်လဲဆိုတော့မုယောမုတ်နဲ့လှုပ်တဲ့မုတ်ဖြစ်နေအောင်တွေ့ရတယ်မုယောမုတ်နဲ့လှုပ်တဲ့မုတ်ဟာလူ4000ကိုကျွေးနိုင်ခဲ့ယေရှုခရစ်တော်ဟာသေလွန်သောသူတွေအားလုံးရဲ့အဦးသီးဖြစ်တယ်အဦးသီးအရာမှာအရင်ဆုံးထမြောက်တယ်ဘယ်သူမှမထမြောက်သေးဘူးသူအရင်ထမြောက်တယ်ပြီးတော့သူ့ကိုယုံတဲ့သူတွေလည်းထမြောက်ဖို့ဘာဆိုင်ပြခဲ့လဲဆိုတော့သူ့ရဲ့ပစိုးကိုခောက်ခဲ့သူ့ရဲ့ကောင်းပေါင်းကိုခောက်ခဲ့ဘာဒိတ်ပဲလဲဆိုတော့ငါ့ကိုယုံပြီးတော့ဒီရဲ့အဖွဲတွေအားလုံးပြန်ထမြောက်ဖို့ငါလာပြန်ခေါ်မယ်ဆိုတဲ့အဓိပ္ပာယ်သူကအဦးသီးအနေနဲ့အရင်ဦးဆုံးသီးပွင့်ထမြောက်လိုက်တဲ့အခါမှာသူပြန်သိမ်းဆဲတဲ့နေ့မှာလဲကျွန်တော်တို့ဟာလဲအဦးသီးအဖြစ်နဲ့ပြန်ထလာတဲ့ဝိညာဏခန္ဓာကိုယ်ကိုတွေ့ရမယ်တစ်ကောခန်းကြီး15:23မှာတို့ရာတွေလူအသီးသီးတို့သည်မိမိတို့အလဲ့အတိုင်းရိပ်ရကြလိမ့်မည်လူတိုင်းကကိုလှုပ်တဲ့အတိုင်းကိုခံရလိမ့်မယ်ဒါပေမဲ့တဲ့ခရစ်တော်သည်အဦးသီးသောအသီးဖြစ်တော်မူ၏ယေရှုခရစ်တော်ရဲ့ရှင်ပြန်ထမြောက်ခြင်းဆိုတာအဲ့ဒါအဦးသီးသောအသီးဖြစ်တယ်မုတ်9လုံးနဲ့9နှကောင်လူ9000ကိုကျွေးတယ်နောက်ထပ်မုယောမုတ်9လုံးနဲ့လူ4000ထက်ကျွေးတယ်အဲ့ဒီမုတ်တွေအားလုံးကျွေးနိုင်တဲ့ miracle ကဘာလဲဆိုတော့အဦးသီး miracle ဖြစ်တယ်ယေရှုရဲ့ရှင်ပြန်ထမြောက်ခြင်းဟာဝိညာဉ်နယ်ပယ်အဦးသီးတင်းဘာကိုယုံလဲဆိုယေရှုခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကိုသင်ယုံလို့သင်ကအဦးသီးကိုစားတာလို့အဦးသီးမျိုးစေ့အသင်ထဲမှာကြာတာလို့သင်ထဲမှာကြာတဲ့မျိုးစေ့ကဖောက်ပြန်ပျက်စီးတဲ့မျိုးစေ့မဟုတ်ဘဲနဲ့ခရစ်တော်ရဲ့ရှင်ပြန်ထမြောက်တဲ့မျိုးစေ့အသင်ထဲမှာကြာတာလို့သင်ကသူပြန်သိမ်းဆဲမဲ့အပင်အသီးဖြစ်တယ်တနေ့ကျရင်သင်ကိုယေရှုပြန်သိမ်းကိုသိမ်းဆဲမယ်ယေရှုကအဦးသီးဖြစ်ပြီးတော့သူ့ထဲမှာအဦးသီးမျိုးစေ့ရှိတယ်သူ့ကိုယုံတဲ့သူအားလုံးအထက်ကိုအဲ့မျိုးစေ့ကိုပေးခဲ့အဲ့ဒါဝိညာဉ်တော်ခရစ်တော်ရဲ့ဝိညာဉ်ကိုမရတော့သည်ခရစ်တော်နဲ့မဆိုင်ခရစ်တော်ရဲ့ဝိညာဉ်ဆိုတာဘာလဲဆိုတော့အဦးသီးဝိညာဉ်ယေရှုကိုယုံတဲ့သူရဲ့အထက်မှာဘာလို့ရှိလဲတန်ရှင်သောဝိညာဉ်တော်ဒီဟူသောအဦးသီး